မြေကိုခရမ်းမြေပြောင်းလို့ရပြီလားပြောင်းမယ်ဆိုရင်ရောဘာတွေလိုအပ်မလဲအားလုံးပဲမင်္ဂလာပါရှင် KK Real Estate က KK ခိုင်မဲဖြစ်ပါတယ်ရှင်ရိုင်တို့အိမ်ဆန်မြေဘိုးတုတအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဝေမျှပေးနေတဲ့ KK Real Estate နဲ့အတူအိမ်ဆန်မြေဘိုးတုတရယူဆိုတဲ့အစီအစဉ်လေးရာအခုဆိုရင်တော့ episode 3 ထိတောင်ရောက်လာခဲ့ပြီเนาะအရင်ဘက်ကရိုင်ကဂမ်မြေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝေမျှဆွေးနွေးပေးခဲ့ပြီးပြီဆိုတော့ဒီတစ်ပတ်မှာတော့ပါမစ်မြေနဲ့ပတ်သက်ပြီးလူကြီးမင်းတို့သိချင်နေတဲ့မေးခွန်းလေးတွေကိုအခုဗီဒီယိုလေးထဲမှာဝေမျှဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင်ပါမစ်မြေကိုဂမ်မြေပြောင်းလို့ရပြီလားပါမစ်မြေကိုဂမ်မြေပြောင်းပေးမယ်ဆိုပြီးတော့ငွေယူပြီးပြောင်းလို့မရတဲ့ case တွေမြန်မာမှာအများကြီးပဲရှိပါတယ်ရှင်ဆိုတော့ပါမစ်မြေကိုဂမ်မြေပြောင်းလို့ရပြီလားဆိုတာကိုဒီဗီဒီယိုလေးထဲမှာကေခိုင်ကတိတိကျကျပြောပြပေးသွားပါမယ်ရှင်ပထမဆုံးသိထားမယ့်အချက်ကတော့ပါမစ်မြေတိုင်းကိုဂမ်တို့ဂမ်မြေပြောင်းလို့မရနိုင်ပါဘူးပါမစ်မြေကိုဂမ်မြေပြောင်းဖို့အတွက်ဆိုရင်အစိုးရကချပေးထားတဲ့ပါမစ်ဖြစ်ရပါမယ်ရှင်စီကံချက်ချိုးဖောက်ထားလို့မရပါဘူးပြီးရင်လူနေထိုင်ခွင့်ကျထားတဲ့မြေဖြစ်ရပါမယ်ရှင်ဒီ condition 3ခုမပြည့်မီရင်ပြောင်းလို့မရနိုင်ပါဘူးရှင်ပါမစ်မြေကိုဂမ်မြေပြောင်းဖို့ဘာတွေလိုအပ်မလဲပါမစ်မြေကိုဂမ်မြေပြောင်းတင်တယ်ဆိုရင်တော့ဂမ်အခုပြောတဲ့အထောက်အထားလေးတွေလိုအပ်ပါတယ်ရှင်ပထမဆုံးကတော့မူရင်းပါမစ်စာရွက်လိုအပ်ပါတယ်ပြီးရင်မှတ်ပုံတင်တကောင်စီရင်ပါရှင်ပြီးလို့ရှိရင်မြေကုန်ပြေစာပါပြီးလို့ရှိရင်မြေရဲ့အတိုင်းအတာလိုအပ်ပါတယ်ပြီးရင်လက်ရှိအသုံးပြုနေကြောင်းအထောက်အထားလိုအပ်ပါတယ်ရှင်တချို့မြို့နယ်တွေမှာတော့ခိုင်တို့ကရဲစခန်းထောက်ခံစာနဲ့မြို့နယ်ထောက်ခံစာလိုအပ်နိုင်ပါတယ်ရှင်ပါမစ်ကနေဂမ်မြေတင်ဖို့လုပ်ငန်းစဉ်တွေကတော့ application form တင်မယ်မြေစင်းရုံးကစစ်မယ်မြေစင်းရုံးကနေမှခိုင်တို့ field inspection လုပ်မယ် okay ပြီဆိုရင်တော့ဂမ်မြေစာရွက်ရပါပြီရှင်ဂမ်မြေရဲ့စာရွက်ရဖို့အတွက်ကြာချိန်ရတော့ခိုင်တို့လပိုင်းကနေနှစ်ပိုင်းထိကြာမြင့်နိုင်ပါတယ်ရှင်အခုလို့ပါမစ်မြေကနေဂမ်မြေပြောင်းမဲ့ process မှာရိုက်အနေနဲ့အထူးသတိပေးစင်တာကတော့ငွေပေးပြီးပြောင်းလို့ရတယ်ဆိုတိုင်းမပြောင်းပါနဲ့တရားဝင်လမ်းကြောင်းကနေလောက်ပါပြီးရင်ခိုင်တို့မြေစင်းရုံးမှာမဖြစ်မနေစစ်ပါလို့အကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။အခုပြပြပေးသွားတဲ့အကြောင်းအရာတွေကလူကြီးမင်းတို့အတွက်အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။အခုလိုမျိုးတို့ရဲ့ KK Real Estate နဲ့အတူအိမ်ချမ်းမြေဘူးတုတရယူဆိုတဲ့အစီအစဉ်လေးကိုစောင့်ကြည့်ချင်တယ်ဆိုရင်တော့တို့ရဲ့ KK Real Estate Facebook page တို့ရဲ့ YouTube channel နဲ့ TikTok account တွေကို follow လုပ်ထားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်တော့နောက်ပတ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။